ဘိုးတော်ပွင့်နဲ့စတင်တွဲဆောင်ပေါ်အဘဆရာဟန်ကဘုန်းကြီးတစ်ပါး၌ဖြစ်သောပယောဂဝေဒနာကိုကုသနေရပြန်၏ထိုဘုန်းကြီးကအသက်အရွယ်ငယ်ငယ်အသားဖြူဖြူချောချောဖြစ်ရာအရက်ထဲမှာပညာတဲ့မိန်းမတစ်ယောက်ကချစ်ခင်ဆွဲလန်းနေသောကြောင့်ပြူစားဖန်ဆားထားခြင်းဖြစ်လေတယ်ထိုမိန်းမကိုဘုန်းကြီးကမချစ်နိုင်ကြောင်းယဟန်တန်ဃာတော်ရင်းနဲ့ထိုကိစ္စများမှာမပတ်သက်ကြောင်းခါခါတီတီငင်းဆန်သဖြင့်မရသည့်အစွန်အသေးပြူစားလိုက်ခြင်းဖြစ်လေတယ်ဘုန်းကြီးလူနာမှာလည်းပဲ၌ညှစ်ထားဖြစ်ထားတကယ်သူခံစားနေရပြီးစွန့်ပင်စမရအောင်ဖြစ်နေတယ်နှာခေါင်းမှာအသက်ရှူရတယ်နဲ့ကြက်တောင်နေပြီးစိတ်လက်မှမပြောဘူးအဘဆရာဟန်ကထိုဘုန်းကြီးကစမ်းသပ်၍ကုသသောအခါပညာတဲ့သွင်းထားသောအပင်ညာအဖြစ်နှာခေါင်းထဲမှာတဇူးသီးကြီးတစ်လုံးထွက်ကြလာတယ်လေချောင်းထဲမှာလည်းပင်ကူအိမ်ရှက်သည့်ပမာယွန်းရှာပွဲကျိုးတဲ့မြင်များတထွေးကြီးကျဆင်းလာပါတယ်အစွဲဝင်ပူရနေတဲ့လူနာဘုန်းကြီးကသင်္ကန်းကိုထံပြီးခဲ့သူဝစ်ပြီးဝင်လာလေတယ်အကျိုးအကြောင်းများကိုပြောဆိုဆုံးမ၍ပညာများပြန်သိမ်းနှုတ်ယူခိုင်းပါတယ်ပညာတဲ့ဒီနောက်ဆုံးတွင်သူဆက်များသူပြန်သိမ်းယူရလေတော့တယ်ထို့သောဘုန်းကြီးအကုသနေစေတွင်အဘဆရာဟန်အိမ်၌ဧည့်သည်ရောက်နေကြောင်းလူလို့ခေါ်ခိုင်းလေတယ်အဘဆရာဟန်ကပယောဂကုသရေးဖြစ်သည်ဖြင့်မြည်သူရောက်ရောက်ဆောင်းခိုင်းထားပါပယောဂပြတ်မှလာမည်ဖြစ်ကြောင်းပြန်ပြောခိုင်းလိုက်လေတယ်တို့နေအဘဆရာဟန်အိမ်၌ရောက်နေသောဧည့်သည်မှာစိတ်ရှည်လက်ရှည်စောင့်နေရလေတယ်အဘဆရာဟန်ကပယောဂကုသရေးပြီးပြတ်သောအခါကျမှနေအိမ်သို့ပြန်လာခဲ့ပါတယ်အိမ်တို့ရောက်နေသောဧည့်သည်အဖိုးကြီးအားအဘကျွန်တော်စီကိုဘယ်လိုအကြောင်းနဲ့လာခြင်းဖြစ်ပါလဲခင်ဗျာဟုမေးလေတယ်ဘိုးအခါနှကမ်းမွေးကြီးကဝဝဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့အဖိုးကြီးကအဘလာခဲ့တာတခြားမဟုတ်ပါဘူးဆရာမောင်ရွှေကုန်ဒီရက်မှာရှိတယ်ကြားလို့လာခဲ့တာပါသူအခုဘယ်မှာရှိတယ်ဆိုတာသိကျင်တယ်ထိုအခါအဘဆရာဟန်ကမိမိဆရာဖြစ်သောဦးရွှေကုန်ကိုမေးနေသောကြောင့်ဦးရွှေကုန်နှင့်မြည်တို့မြည်ပုံပတ်သက်သည်ကိုသိလို့တဖြင့်မေးမြန်းသောအခါဆရာမောင်ရွှေကုန်ဆိုတာအဘရဲ့တပည့်ပါပဲအဘကတော့ဘိုးတော်ပွင့်လို့ခေါ်တယ်မောင်ရွှေကုန်ကတိတ်မိုက်တယ်သူ့ကိုအဘကစုတ်တော်စုတ်ခွက်ကိုခွင့်မပေးပဲယူသွားပြီးဒီနယ်တစ်ဝိုက်ကိုရောက်လာတယ်လို့သိရတယ်နောက်ပြီးပညာပါပြတ်သွားကြောင်းလည်းကြားရတဲ့အတွက်အဘလိုက်လာခဲ့တာပါထို့သို့ပြောပြတော့မှအဘဆရာဟန်ကဘိုးတော်ပွင့်ကိုမိမိဆရာဖြစ်ကြောင်းသိဝင်ရလေတော့တယ်အဘဆရာဟန်ဒီအလွန်အမင်းဝမ်းသာပြီးဖြစ်သွားလေတော့တယ်မိမိဟာပညာစတင်သင်ပေးသူဆရာနဲ့မတွေ့ရတော့လဲဆရာကြီးကိုယ်တိုင်စီးကပ်သင်ဝင်ရတော်မူဖြစ်၍အထူးအားတက်သွားလေတယ်တို့နေအဘဘိုးတော်ပွင့်ကြီးဟာမိမိမှာဆရာဦးရွှေကုန်ထံမှပညာများတက်ရှိထားကြောင်းကိုထိုးနှံသားသောစေများကိုပြသ၍ပြောကြားလေတယ်အဘဆရာပွင့်ကထိုးနှံထားသောစမားများကိုကြည်ရာမှားယွင်းလျက်ရှိကြောင်းတွေ့ရလေတယ်ပထမအဆင့်စမားကိုအောက်မှအထက်သို့တက်၍ထိုးထားကြောင်းတွေ့ရှိသွားတော့တယ်ထိုအခါဘိုးတော်ပွင့်ကအဘဆရာဟန်မှာထူးခြားသောပါရမီရှိသူဖြစ်ကြောင်းဆရာမနှင့်အစဉ်ကမှားယွင်းစွာတတ်ထားတော်တယ်ယခုကဲ့သို့ရိုးရိုးသေးသေးလေးလေးစားစားနှင့်ကုသရာတွင်မိမိဉာဏ်ကိုအားကိုးကုသသောကြောင့်အောင်မြင်လျက်ရှိကြောင်းတွေ့မြင်ရလေတယ်အဘဆရာဟန်ကလည်းဘိုးတော်ပွင့်ဟာမှန်ကန်သောပညာများစေးများကိုဆက်လက်သင်ကြားချီးမြှင့်ပေးပါရန်ပန်ကြားတောင်းပန်လေရာဘိုးတော်ပွင့်ကအိဆာတရားမဟိတိစေခိုင်းတော်ကြီးပညာကိုအစမှအဆုံး6စဉ်တိုင်အောင်ထိုးနှံသင်ကြားပေးလေတယ်ဒီခါကျမှအဘဆရာဟန်က6စဉ်ဆိုသည်ကိုကြားဖို့ခြင်းဖြစ်လေတယ်အစကအစင်းမီများရှိကြောင်းလည်းမသိမိမိကအစင်းမီများထိုးနှံပေးထားသည်ကိုလည်းမသိပါဘူးဆရာပြောသမျှယုံကြည်စိတ်ချစွာနဲ့ကုသနေခြင်းသာဖြစ်ပါတယ်ဘိုးတော်ပွင့်ကအဘဆရာဟန်နေအိမ်တွင်3-4-5ရက်ခန့်နေထိုင်ပြီးနောက်တွန်တင်းမဆယ်စိတ်ရွာသို့ပြန်ကြွသွားသောအခါအဘဆရာဟန်မှာလိုက်ပါသွားလေတော့တယ်အဘဆရာဟန်ဒီအိမ်ရှိသားများတို့၏လက်ဝဲလက်စားရွှေငွေများပါယူဆောင်ပြီးဆရာထံပညာရေးများစီကပ်ဖို့ခရီးထွက်သွားလေတော့တယ်အဘဆရာဟန်ဒီတွန်တင်းမဆယ်စိတ်ရှိဘိုးတော်ပွင့်နေအိမ်သို့ရောက်လင်ချက်ချင်းပါလာသောရွှေငွေလက်ဝဲလက်စားများကိုဘိုးတော်ပွင့်၏ဇနီးယာအပီးအပိုင်အနံကြော်လိုက်လေတယ်
အဘဆရာဟန်ကပညာကိုအလွန်လေးစား၍တန်ဖိုးထားသောကြောင့်ဘိုးတော်ပွင့်ထမ်းမှမျက်မြင်လက်တွေ့ကူထုံးပညာများဆရာသုံးသိညွှန်ပြသောဘုသူတ္တများကိုလိုက်စားလေ့လာလို၍ဘိုးတော်ပွင့်စီမှာ3 နှစ်သုံးဖို့ဆရာကြီးဝကြီးဝင်းငယ်အသွယ်တွေကိုလှုပ်ကြွေပြုစုပါတယ်ဘိုးတော်ပွင့်ဝိတရားများကိုကျေပွန်ယုံမကဆရာကတော်၏ချိုးရည်ပါမကြံခတ်ပေးခဲ့လေတယ်ဘိုးတော်ပွင့်သည်ညောင်းညာတိုက်ခဲမှုများကြောင့်အနှိတ်အမြဲခံလေးရှိပါတယ်အဘဆရာဟန်ကနှိရောညပါမပြတ်နှိမ့်နှင်းပေးပါတယ်ညဘက်တို့တွင်မြများပင်အိတ်ချင်နေကမူမအိပ်ရပဲဆရာအားနှိပ်ပေးရတယ်အိတ်ချင်လုံးအားကြီး၍ခေါင်းမထူနိုင်မဲ့ဘိုးတော်ပွင့်ပေါင်ကြားသို့ပင်ခေါင်းငိုက်ဆိုင်ကျသွားပူပါတယ်ဆရာထံမှပညာများကိုလိုချင်၍ဆရာ၏ကျေးဇူးတရားကိုအထူးသိတတ်သောကြောင့်အဘဆရာဟန်သည်မြည်သည့်တပည့်နှင့်မတူအောင်အပင်မဲ့ဆင်းရဲခံနေတယ်။အိုးအိမ်ဇနီးသားမယားကိုပါခွဲခွာပြီးဆရာထံမှပညာကိုစီးပူးလေ့လာပါတယ်။အဘဆရာဟန်ကဆရာမြည်သည့်အခါမျှညူညီခြင်းမရှိဆရာပြောသမျှဥထိပ်ပန်စင်ကြီးတသွေမသိမ်းလိုက်နာကျင့်သုံးလေတယ်။ဆရာပြန်လဲဝေဖန်ခြင်းပြောဆိုခြင်းအလင်းမရှိသေး။စူစူဆဲဆဲခံ၍ပညာကိုစီးပူးလေတယ်။ထို့ကြောင့်လည်းအဘဆရာဟန်ဒီဆရာ၏အယုံကြည်ဆုံးတပည့်တဦးဖြစ်ပါတယ်။ဘိုးတော်ပွင့်ထွက်တော်မူသည့်အချိန်မှစ၍အဘဆရာဟန်ကဂိုင်းတော်ကြီးကိုဘိုးတော်ပွင့်ကိုစားအုပ်ချုပ်၍ယနေ့တိုင်ထိန်းသိမ်းခဲ့ပါသည်